တော့မှာတော့လို့ချက်တိတ်လေးပဲစိုးတော့เนาะဒီမှာလို့လူကြီးတစ်ခုတွေရှိပါတယ်ဒီမှာဆိုကျွန်တော်လမ်းလျှောက်လာနေတွေ့တာပါအိမ်နှလုံးဖြစ်ပါတယ်ဒီမှာအိတ်တစ်လုံးဒီမှာအိတ်တစ်လုံးရောက်ခိုးပြီးတော့လူလာတယ်ဖြစ်လူလာတယ်လို့တော့ထင်ပါတယ်我倒蛮没有，我倒一个我有一个妈妈是要会打的。ဟုတ်တယ်စားလို့ပြီးတော့ပြီးသေးပါဘူးချိုးပဲတဲပါအောင်မယ်ချိုးပဲလိုက်ရှာရတယ်အခုဆော့ဘဲဆလာပါထပ်ဝင်အောင်လို့ပြောပါတယ်အဲ့တော့ပြောချင်တာပါအဲ့ဒါတာရုပ်ဘယ်မှမယူနဲ့ဘယ်မှမယူနဲ့ဒီလေကိုတွေနဲ့လောက်တာဆောင်းမိုက်ဒါတော့ဖားဟာလာတယ်ဆက်ပန်တော့ရုံပြီးပြီးတော့ချိုးပဲကြည့်ရတာပါတယ်ဘုံဘုံချိုးပဲလိုက်ကန်တယ်ဘောစင်ပြရတာအိမ်ညနေတော့စားဖို့ကားမောင်းနေတာနဲ့ Uber နဲ့တွားတာဖြစ်ပါတယ်မြို့ရဲမှာတွေ့ပါမယ်မြို့ရဲမှာလို့ခေါဆန်လန်းလို့မျိုးလန်တလန်းကြီးပြောတယ်အဲဟိုက်တော့ဆက်မှာဖြစ်ပါတယ်ခေါဆန်မနေ့ကညမှာဆိုင်တွားစားဒီမှာဘာဖြစ်နေလဲချိန်လုံးဘယ်လိုမျိုးလဲရောက်လာပြီမစားပါလဲခေါဆန်လေဟုတ်မယ်ဟုတ်မယ်ဒီတော့တည့်ရလာပါပဲရှုပ်ရှုပ်ခတ်နေပါပဲကားမယူတော့ကောင်းပါလေကားယူလာကားမောင်းလို့ stress တက်တာနဲ့ကားပါကင်ရှာပြီးတော့ကားပါကင်ကြီးပေးရတယ်ခင်ဗျဘာမှမထူပါဘူးယူလာ20နဲ့6ချက်ပေးရပါကျွန်တော်ဟိုကကောင်းအောင်promotion ရှိတယ်မိန်းမဟုတ်ဆိုတော့34ချက်တော့အဲကျွန်တော်ဟာလည်းပဲလာလိုက်ပါတယ်ခေါက်ဆန်လေးကိုရှာနေပါပြီခေါက်ဆန်လေးမှာဟုတ်တယ် ready to be seen 我倒蛮没有，我倒一个我有一个妈妈是要会打的。ပါမယ်ဆိုရင်ကျွန်တော်တို့ရန်ကုန်မှာလည်းချုပ်ဆိုင်နေရှိပါတယ်သူ QR code လေးရှိပါတယ် QR code ကို scan ဖတ်လိုက်ရင်သူအဲ site ကိုအထိတ်လိုက်သူရဲ့ menu page ကိုရောက်သွားပါတယ်ကျွန်တော်ပြပါမယ်ဒီ menu page ရောက်သွားပါတယ် menu page မှာအဲ့လိုပါရရပါတယ်ဒီခါလေးဒီမှာက QR code ကိုရိုက်လိုက်ရင်ဒီအတိုင်းရောက်ပါတယ်ကျွန်တော်တို့လူကားလာစားတယ်မားရတာလေးရောက်လာပဲဒီပစုံအပေါ်မှာ9កောင်9ချက်ပေးရပါတယ်Alright Thank you
သွားပြီနော်စားပြီးသွားပြီစားလို့ကောင်းလားဆိုတော့ဘလို့နေလဲစားလို့ကောင်းလား ကောင်းတယ်ပုံမှန်မုတ်ကထားစပေါ့ ဒီလိုရဆိုင်နေထုံးစံတယ်သူစားနေချင်းစားလို့ကောင်းတယ်ပြီးရင်အဲ့မှာရေကဆောင်းခဲ့တယ်ရေဆောင်းခဲ့တော့ ဟုတ်ကဲ့ shopping ကျန်းပုံမလား shopping စားနေကြရင်တော့ ဟုတ်စားလို့ကောင်းပါတယ်အကုန်လုံးကုန်ပါတယ် ကောင်းလို့လဲစားပါတယ် ဘူဖေးစားရင်တော့ပိုတန်တာပေါ့သူကတော့ ဒါပေမဲ့ဘူးပဲပေါ့သူဘိုက်ပြေတယ် ဘိုက်တော်တော် ဘာလို့ပြေသွားလဲမသိဘူးကောဘိုက်ထည့်တာဘိုက်ပြေစေးထည့်တာအချင်းနဲ့ကြောက်စိတ်နဲ့တည်တာသူတော့ ဒါတော့ဝတ်သားဆက်မှာလားပေါ့နော်ဒါပေမဲ့ဘေကွန်တော့တိတ်မပါဘူးအသားကိုနေတာတော့ကောင်းတယ် ဒီပစ္စည်းတစ်ခုပျောက်ပါတယ်အရေးကြီးရဲ့ဟာပါ ဟုတ် ဘာလဲဆိုတော့ဒီချစ်ဖြစ်ပါတယ်ဥပါဘောပါသွားတယ်မှာချက်မှာ easy match ရှိရယ် easy match ဒီချစ်ဝင်ပါမယ်ကိုရှိပါပါ easy match ဒီချစ်ဝင်ပါမယ် ကဲဟိုစားမယ် ဥမာနေရတော့အဲ့လိုမျိုးခိစ္စလေးရှိပါတယ်တော့မှာတော့လို့ချက်တိတ်လေးပဲစိုးတော့ဗောနော်ဒီမှာလို့လူကြီးတစ်ခုလေးရှိပါတယ်ဒီမှာဆိုကျွန်တော်လမ်းလျှောက်လာနေတွေ့တာပါအိမ်နှလုံးဖြစ်ပါတယ်ဒီမှာအိတ်တစ်လုံးဒီမှာအိတ်တစ်လုံးရောက်ခိုးပြီးတော့လူလာတယ်ဖြစ်လူလာတယ်လို့တော့ထင်ပါတယ်ဘာဖြစ်ဖြစ်လူဆိုတာမကောင်းတဲ့လူတွေတော့ကောင်းတဲ့လူတွေရှိပါတယ်နိုင်ငံတိုင်းမှာပါဘယ်နိုင်ငံမှာရဲ့လို့တော့မဟုတ်ပါဘူးအဲ့တော့ညိုရဲတော့တာလည်းသတိထားပါတော့လည်းသတိထားပါဖယ်တော့သတိထားကြပါစားလို့ပြီးတော့ပြီးသေးပါဘူးချိုးဘက်တဲပါအောင်မယ်ချိုးဘက်လိုက်ရှာရနေဘူးဆော့ဘက်ဆလာပါထပ်ဝင်အောင်လို့ပြောပါတယ် ရိုးရောက် အဲ့တော့ပြောချင်တာပါအဲ့ဒါတာယူဘယ်မှမယူနဲ့ဘယ်မှမယူနဲ့ကဲဆိုစရာတော့လိုက်အောင်မယ်အဲ့မှာ NBA store ရှိပါတယ်သူကအောင်တန်းတင်နေရောင်းတာပါအောင်တန်းတင်တယ်ဒီကပြချင်တာဒီမှာပါ Let's go play ရပါကျွန်တော်တိတ်မတည် Lego တွေနဲ့လုပ်တာဆောင်းမိုက်ဒါတော့ဖမ်းဟာလာတယ်အဲ့ဒါကဆက်လဲဟာကြာနော်အဲ့တော့သတိထားရမယ်မဲဘာမျိုးကိုလာတယ်လို့လေဟိုဆိုင်လေးရ decoration လေးရမိုက်တယ်ခုနကဆိုလည်းဒီ All Star Compact Store မှာဆိုအဲ့လိုဟိုချက်တွေပုံတောင်းမှာလို့သူ All Star ဖက်နဲ့လည်းလောက်တာတော်တော်မိုက်တယ်ဆက်ပန်တော့ရုံပြီးပြီးတော့ချိုးဝဲကြည့်ရတယ်ပါလေဘုံဘုံချိုးဝဲလိုက်ကန်ဘောစင်ပြရတာ အိမ် ဘယ်လိုနေလဲစားလို့ အရင်ကောင်းတယ်တော်တော်ကောင်းတယ်ထူးဆန်းတယ်ဒီစကားကြီးတော့ထူးဆန်းတယ်ရေခဲချစ်ဆိုရိုးရေခဲချင်တာမဟုတ်သူကဘယ်လိုမျိုးလဲနို့ခဲချစ်လို့ဖြစ်တယ်ဟုတ်လား ထဲမှာ biscuit လေးလည်းပါ ဟွန်း မုတ်ကျွတ်လေးလည်းပါ မပေါ့ပေါ့ဖြစ်တဲ့ပလဲလေးလည်းပါပြပါဆိုမပြဘူးပစလဲထိုးတယ်လည်းတကယ် ပါကော ဒါဟောတပါကြီး strawberry nosy ဒါ strawberry mix ဟုတ်ပဲခွန်းလို့တော့ကောင်း ခုဆိုတော့တဲနေအောင်ပြန်နေပါပြီဥပခါပြီးတော့ခုနစားရတော့တဲလေးခုနစားရတော့ good โอเคပါ စိတ်ကျဉ်းနေမှာ လည်းပဲကြတော့စပြန်ပါပြီလည်းပဲကြတော့တွေ့ကြပါမယ်